မင်္ဂလာပါခင်ဗျာ Football Center Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အဓိကပြိုင်ပွဲအသင်းအများစုကနီးပြအသစ်တွေပြောင်းလဲနေချိန်မှာချန်ပီယံအာဆင်နယ်အနေနဲ့နှစ်ပေါင်း90အတွင်းမှာပထမဆုံးအကြိမ်ကာကွယ်သူအဖြစ်နဲ့တမိုင်းတီရေးထိုးပြီးအနိုင်ဖလားကိုဆက်ထိန်နိုင်မလားဆိုတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ချန်ပီယံဘိုလူပွဲမှာပနယ်တီနဲ့ရှုံးနေရခဲ့မဲ့လည်းအာဆင်နယ်အသင်းကပြီးခဲ့တဲ့ရာသီအောင်မြင်မှုကိုတော့ short တွက်လို့မရခဲ့ပါဘူးအာဆင်နယ်22နှစ်ကြာဝေးကွာနေခဲ့တဲ့ Premier League ချန်ပီယံဆုကိုနောက်ဆုံးမှာတော့ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်ဘူဒါဘတ်မြို့ကပြန်မြောက်လန်နဲ့လမ်းမတွေပေါ်မှာအောင်ပွဲခံခဲ့ကြတဲ့အထိမ်းအမှတ်ပွဲတော်တွေဟာတနင်္လာနေ့ဆက်လက်သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာဖလားပွဲစဉ်တွေပြီးအဓိကကစားသမားအချို့ရဲ့ကြံ့ခိုင်မှုကိစ္စကတော့စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ဒက်လန်ရိုက်စ်ကပြီးခဲ့တဲ့ဒီဇင်ဘာလကလေးကပေါင်တော်ကျောင်းနဲ့ခါအောက်ပိုင်းအောင်ကျောင်းနာကျင်မှုကိုအောင်အီးပြီးကစားခဲ့ရတာကြောင့်သူ့ရဲ့ပွဲထွက်ချိန်တွေကိုအထူးကြိုးစားစီမံခန့်ခွဲဖို့လိုအပ်နေပါတယ်။ဒါကြောင့်လည်းအာဆင်နယ်ကနျူကာဆယ်ကဘရူနိုဂီမာရက်စ်ကိုခေါ်ယူပြီးတော့ကွင်းလယ်ကိုအလင်းမြန်အပြည့်ခဲ့ပါတယ်။တိုက်စစ်ဘက်တာမန်မှာလည်းလီဆန်ဒရိုထရော့ဆတ်ရဲ့နေရာမှာဂရီတိုက်စစ်မှုခရစ်စတိုဇိုးလီနဲ့အစားထိုးခေါ်ခဲ့တာကလည်းပါနဲ့တဲ့အပြောင်းရွှေ့တစ်ခုပါဒါပေမဲ့အာဆင်နယ်ရဲ့အစွမ်းကုန်ကြိုးပမ်းမှုကြားကပဲဗီနီရှက်ဂျူနီယာကရီယယ်မက်ဒရစ်မှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့တာကြောင့်ကစားသမားအပြောင်းရွှေ့ရောင်းဝယ်ရေးကာလမှာပိတ်ခင်အားစားဒရိုက်တာအန်ဒရီယာဘာတာအနေနဲ့အစင်မြင့်တိုက်စစ်မှုတို့ကိုခေါ်နိုင်မလားဆိုတာကတော့ပရိသတ်တွေကမျှော်လင့်နေကြဆဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘူကာယိုဆာဂါရဲ့ကြံ့ခိုင်မှုပြဿနာတွေကပြီးခဲ့တဲ့ရာသီတွေမှာပေါ်ပေါက်လာခဲ့လို့ပါနောက်ထပ်အဓိကကျတဲ့အချက်ကတော့ဝီလီယံဆလီဘာရဲ့ဂျော်ဒန်ယာဘလောက်ကြာအနားယူရမယ်ကိုမသိရခြင်းပဲဖြစ်ပါတယ်။ဒါအာဆင်နယ်ရဲ့ချန်ပီယံဆုထိန်းသိမ်းမျှော်လင့်ချက်တွေအတွက်အရေးပါတဲ့အချက်လက်ဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့ရာသီကပရီးမီးယားလိမှာ28ဂိုးပဲပေးခဲ့ရတဲ့ခန်းစစ်တန်းပြင်းနေနောက်ခံလူမပါဘဲနဲ့ရုန်းကန်နိုင်ပါတယ်။အက်စတွန်ဗီလာကအယ်လ်ဂျီကွန်ဆာကိုမျှော်လင့်ထားတဲ့အတိုင်းခေါ်ယူနိုင်ခဲ့နိုင်တောင်မှလွန်ခဲ့တဲ့2ရာသီတိုးမှာပြသခဲ့တဲ့ပြိုင်ပွဲကင်းတေချာပေါက်တဲကံပေါက်အသာစီးရမှုကိုဆက်လက်ထိန်းသိမ်းနိုင်မှာမလားဆိုတာကလည်းအရေးပါနေပါတယ်။ပြီးခဲ့တဲ့မေလကဝက်ဆန်နဲ့ပွဲစဉ်မှာငင်းခုန်စရာဖြစ်ခဲ့ရတဲ့နိုင်ရလက်ပြီးမှာတော့ဗီယာဘက်ကတဲကန်မော့အခြေအနေတွေကိုပုံမတင်းကျပ်စွာစစ်ဆေးလာနိုင်တာကြောင့်ပါ1935ခုနှစ်အာဆင်နယ်က3နှစ်ဆက်တိုက်လီဂ်ချန်ပီယံဖြစ်ခဲ့တဲ့ဒုတိယအသင်းဖြစ်ခဲ့စဉ်ရဲ့နောက်ပိုင်းအစပြီးတော့အာဆင်နယ်ဟာချန်ပီယံဆုကိုဇက်တိုက်ထိန်းသိမ်းနိုင်ခြင်းမရှိသေးပါဘူးဒါပေမဲ့လည်းဒီ division မှာတော့အတောင်လင်းဆုံးဖြစ်နေပြီးသား squad အင်အားကိုပုံမဖြည့်တင်းထားတာကြောင့်အာဆင်နယ်ကိုလာစီဖို့ကတော့ပြိုင်ဘက်တွေအတွက်တော်တော်လေးခက်ခဲပါလိမ့်မယ်ကွင်းပြင်မှာအခြေအနေနဲ့ပိုင်ရှင်ဖြစ်တဲ့စတန်ခရွန်ကီအတွက်ကတော့ဗန်နာရေးကလုံးဝပြဿနာမဟုတ်ပါဘူးအာဆင်နယ်ပူးတွဲပိုင်ရှင်ကဒီနှစ်မှာအမေရိကန်ရဲ့အကြီးဆုံးပုဂ္ဂလိကမြေပိုင်ရှင်ဖြစ်လာခဲ့ပြီးတော့2011ခုနှစ်မှာခရွန်ကီစပေါ့နဲ့အန်တာတိန်းမန့်ကုမ္ပဏီကနေတဆင့်အဓိကရှယ်ယာရှင်ဖြစ်လာခဲ့တဲ့ကစားသမားတစ်တွေအတွက်ပေါင်1.5ဘီလီယံကျော်သုံးစွဲခဲ့ပြီးဖြစ်ပါတယ်နောက်ထပ်အစီအစဉ်ကတော့ Emirates Stadium အဆင့်မြင့်တင်မှုဖြစ်ပြီးတော့ပြည်သက်9000ကျော်ဆန်းအောင်တိုးချဲ့သွားဖို့ရှိပါတယ်ဒီစီမံကိန်းအတွက်မူလကွင်းပတိကပွဲဖြစ်တဲ့ Populous နဲ့ဆွေးနွေးမှုတွေစတင်နေပြီဖြစ်ပြီးတော့စီးပွားရေးပေါင်တန်း900ကြာထိကုန်ကျနိုင်ပါတယ်ပြင်းထန်ဝေဖန်ခံခဲ့ရတဲ့ Visit ရဝန္တာနဲ့အင်ဂျီလက်မောင်စပွန်ဆာစာချုပ်ကပြီးခဲ့တဲ့ရာသီမှာကုန်ဆုံးခဲ့ပြီးတော့ HR ကုမ္ပဏီဖြစ်တဲ့ D နဲ့အစားထိုးခဲ့ပါတယ်ဒီနဲ့စာချုပ်တာကိုလည်းအာဆင်နယ်ပြည်တဲ့အချို့ကမနှိမ့်မျိုးကြပါဘူးဒါပေမဲ့အမေရိကန်ကတော့သူတို့ရဲ့ရှေ့ကြာလာပြီဖြစ်တဲ့ပူးပေါင်းဆောင်ရွက်မှုကို2033ခုနှစ်ထိတက်တန်းတိုးခဲ့ပါတယ်ပူးတဲ့ဥက္ကဋ္ဌတွေဖြစ်ကြတဲ့စတန်ခရွန်ကီနဲ့သူ့ရဲ့သားဂျော့ချ်ခရွန်ကီတို့ကပြီးခဲ့တဲ့မေလရာသီတိတ်ပွဲစဉ်တွေပြီးပလတ်စပါလိကွင်းမှာပရီးမီးယားလိဖောက်အသင်းကောင်းဆောင်မာတင်အိုဒီဂတ်တန်မကန်မရမီမှာဖလားကိုကန်ဆောင်တည်ဆောင်လာတာကိုလွန်စွာသဘောကျခဲ့ရတယ်တချိန်ကအသင်းကိုစီးပွားရေးရင်းနှီးမြှုပ်နှံမှုအရာတစ်ခုလိုပဲလုပ်ကိုင်နေတယ်လို့ဝေဖန်ခံခဲ့ရပေမဲ့လည်းအခုတော့သူတို့ပြုလုပ်ခဲ့တဲ့ကြီးမားတဲ့အပြောင်းလဲတွေအတွက်ချီးကျူးခံရပြီဖြစ်ပါတယ်။ဂျော့ချ်ခရွန်ကီရဲ့ DRDP တိုင်းလည်းဒီတိုင်းရက်သက်နေမှာမဟုတ်ဘူးဆိုတဲ့ဂရိစကားအမေရိကန်အားကစားလောကအသီးသီးမှာအောင်မြင်မှုများစွာရယူထားတဲ့ KFC ရဲ့တဘာဝတိုင်းပြိုင်ဘက်တွေအတွက်တော့ချင်းချောင်းမှုတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ထပ်အားသာချက်တစ်ခုကတော့နီးပြပါ။မိုက်ကယ်အာတီတာကိုကမ္ဘာလာစာအမြင့်ဆုံးနီးပြတွေကတူဖြစ်လာစေမဲ့စာချုပ်သက်တမ်းတိုးမှုကတရားဝင်အတိမပြုရပေမဲ့လည်းအသင်းပေါ်သူ့ရဲ့ပေးဆက်နိုင်စွမ်းအောင်တန်တရားဖြစ်စရာမလိုပါဘူးပြီးခဲ့တဲ့ရာသီကမန်ချက်စတာစီးတီးရဲ့စင်ကောင်မှုဟာဘုံမောင်းတဲ့ပွဲမှာလဲပြိုသွားစဉ်ကစပိန်လူမျိုးနီးပြရုံးငင်တန်ကြားနေဓာတ်ရိုက်မကြည့်ရဲဘဲနဲ့အာဆင်နယ်ချန်ပီယံဖြစ်သွားတဲ့အချိန်မှာသူ့ရဲ့အိမ်နောက်ဝေးချန်ထဲမှာမီးပုံပဲပြုလုပ်နေတာဖြစ်ပါတယ်ပတ်ကွာဒီယိုလာထွက်ခွာသွားပြီးဖြစ်တာကြောင့်အာတီတာအတွက်အနိုင်ရအသင်းစဝိုင်းတစ်ခုကိုကိုယ်တိုင်တိစောက်ဖို့ခွင့်ရရှိလာပြီဖြစ်ပါတယ်နောက်ထပ်အထူးခြားဆုံး star signing တစ်ခုပါဘရူနိုဂီမာရက်စ်ရောက်ရှိလာတာအာဆင်နယ်ရဲ့ရည်မှန်းချက်ကြီးမားမှုကိုနောက်ထပ်တက်တည်ပြလိုက်တာပါယူကာဆက်အသင်းကောင်းဆောင်ဟောင်းကတော့တာယာဆိုင်မှာပြည်သက်တဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်အာဆင်နယ်အသင်းနဲ့လူစုဖလားတွေပုံမစုခုချင်းနေပါတယ်တက်လက်ပိုင်းရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့အသက်28နှစ်အရွယ်ဘရာဇီးကွင်းလူကဒက်လန်ရိုက်ရဲ့ဝင်တော့ဝင်မှုကိုရှော့ချပေးရုံနဲ့မကပဲနောက်ချန်ပီယံရှင်အဖြစ်ကနေ boss to boss အဖြတ်ကစားသမားအထိပါအခန်းကဏ္ဍတော်တော်များများကိုမတူညီပဲကစားနိုင်ဆန်းရှိပါတယ်
မာတင်ဇူဘီမန်ဒီမာလီလူးစ်ကယ်လီမီကန်ဘိုရီရိုအိုဒီဂါတို့ရှိနေတဲ့ကွင်းလယ်မှာဂီမာရက်စ်ကိုအာတီတာကဘလို့အသုံးပြုမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပြီးတော့သူ့ရဲ့ရေတွေးဟာအာဆင်နယ်စကွက်ကိုပုံမအင်အားတောင်တင်းစီမှာတေးကြပါတယ်ချက်လက်အနေနဲ့အခုရာဒီမှာဒိုင်ဂျီကြီးတွေကိုတက်ကန်မောကန်ကြီးမှာလက်နဲ့ဆွဲကန်တာတွေပုံမတင်းကျပ်စွာကြည့်ရှုမှုညွှန်ကြားထားတာကြောင့်အာဆင်နယ်ပေါ်တက်ရောက်မှုရှိမရှိစောင့်ကြည့်ရမှာတော့စိတ်ဝင်စားစရာပါပြီးခဲ့တဲ့ရာဒီကပရီးမီးယားလိမှာအာဆင်နယ်ထက်တက်ကန်ဘောကနေမျှဂိုးပြောင်းမန်းကိုရရှိမှုကတော့ပိုကောင်းတဲ့တင်သုံးသင်းပဲရှိခဲ့ပါတယ်နောက်ထပ်စောင့်ကြည့်ရမယ့်လူငယ်ကျပွင့်ခင်ဗျားတော့မတ်ဒေါင်းမန်ပါပြီးခဲ့တဲ့ရာဒီကစီနီယာအသင်းကြီးမှာစတင်ခြေချခြင်းကစံချိန်တွေစိုက်တူခဲ့တဲ့လူငယ်ပါမီရှင်ဖြစ်ပြီးတော့အသက်16နှစ်အရွယ်လူငယ်လေးကရာသီချိုပွဲစဉ်မှာထပ်မံခြေစမ်းပြခဲ့တာကြောင့်အခွင့်အရေးပုံမှုရရှိလာနိုင်မှာရှိပါတယ်ဂျိုရိုနာနဲ့ပွဲစဉ်မှာညောင်တောင်မန်ကနေပွဲစဉ်အကောင်းဆုံးကစားသမားစုရရှိခဲ့ပြီးတော့အန်အိုဘွဲကဂိုးတကူနဲ့ဖန်တီးမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်ကမ္ဘာပါပွဲစဉ်ကနေပြန်လာတဲ့ဆာကာနဲ့နိုနီမန်ဒူကီတို့အနာပေးရအောင်မှဖြစ်ပြီးတော့ဒေါင်းမန်နေနဲ့ပြီးခဲ့တဲ့ရာသီနောက်ဆုံးပွဲစဉ်ခရစ္စတယ်ပဲလေးနဲ့ပွဲမှာပရီးမီးယားလိပွဲတက်ခွင့်တပွဲပြင်လာမယ့်ရာသီဖလားပွဲစဉ်တွေမှာပုံမှုပွဲထွက်ခွင့်ရလာပွဲရှိပါတယ်နောက်ဆုံးအနေနဲ့တော့ကမ္ဘာဖလားရဲ့တက်ရောက်မှုပါဒက်ကလန်ရိုင်းနဲ့ဆာကာတို့ကရာသီရှည်ကြီးကစားခဲ့ရတဲ့တန်းကြောင့်အမေရိကန်ပြည်ထောင်စုကိုပြင်ပန်းနှံ့နေစာရောက်ရှိလာခဲ့ကြပေမဲ့လည်းနာကျင်မှုတွေကိုကြံ့ကြံ့ခံပြီးတော့အင်္ဂလန်ရဲ့အထက်မြောက်ပွဲစဉ်အထိပေါင်းကစားပေးခဲ့တာတော့ချီးကျူးစရာပါအာဂျင်တီးနားနဲ့ဆီမီဖိုင်နယ်ပွဲစဉ်မှာဆာကာရောရန်ကုန်မှာဘာကြောင့်ထိုင်ခန်းခဲ့လဲဆိုတာကိုနီးပြသောမတ်စုချက်တူးတဲ့တာသိပါလိမ့်မယ်သူ့ရဲ့တကောက်ကျော်တန်ရရှိခဲ့သည့်တိုင်အဆင့်3နေရာလူပွဲမှာတော့ဟက်ထရစ်တင်ယူနိုင်ခဲ့ခြင်းဟာသူ့ရဲ့အနေကြီးမှမှုကိုပြသနေပါတယ်ကလပ်တင်ဖီယားတွေကြောင့်မူရမီနဲ့ဦးဆုံးနောက်ရင်တိုးမြင့်ဖို့လိုအပ်နေပြီးတော့အာဆင်နယ်အနေနဲ့တက်နိုင်မြအချိန်ပိုပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့လည်းအသင်းသက်သူရဲ့အရေးပါမှုတွေကြောင့်ကလပ်ကိုပြန်လည်ပွဲထွက်လာမယ့်အချိန်ကနီးနီးစပ်စပ်မှာပဲရှိနေတော့မှာဖြစ်ပါတယ်